Thanos နဲ့သူ့ရဲ့နောက်လိုက်တွေဟာ Tesseract ထဲက Space Stone ကိုတင်ပိုက်ဖို့အတွက် Asgard ရဲ့နောက်ဆုံးကျန်ရစ်တွေတင်ဆောင်လာတဲ့အာကာသယာဉ်ကိုကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲမှာ Thanos ဟာတောကိုနှိမ့်နေ Hulk ကိုအနိုင်ယူပြီး Loki ကိုတပ်ပတ်ခဲ့ပါတယ်။ Heimdall ဟာသူအသက်မခံရခင်မှာပဲ Bifrost ကိုသုံးပြီး Hulk ကိုကမ္ဘာမြေစီပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ Thanos နဲ့သူ့ဖိုက်ထွက်ခွာသွားပြီးနောက်အာကာသယာဉ်ကြီးပေါက်ကွဲပျက်စီးသွားခဲ့ပါတယ်။ Hulk ဟာ New York မြို့ရှိ St. Thomas စီကို Bruce Banner အသွင်နဲ့အပြည့်ကျလာခဲ့ပြီးစကြဝဠာတွေကတက်ရှိတဝက်ကိုတပ်ဖြတ်မဲ့ Thanos ရဲ့အစီအစဉ်ကို Stephen Strange နဲ့ Wong တို့ထံတတိပေးခဲ့ပါတယ်။ဒါကြောင့် Strange ဟာ Tony Stark ကိုအကူအညီတောင်းခဲ့ပါတယ်။မကြခင်မှာပဲ Thanos ရဲ့နောက်လိုက်တို့ဖြစ်တဲ့ Ebony Maw နဲ့ Cull Obsidian တို့ဟာ Strange စီက Time Stone ကိုလူယူကိုရောက်ရှိလာတာကြောင့် Peter Parker ပါတိုက်ပွဲထဲပါဝင်လာခဲ့ပါတယ်။ Maw ဟာ Strange ကိုဖမ်းဆီးသွားပေမဲ့မန်တန်ကြောင့် Time Stone ကိုပါယူလို့မရခဲ့ပါဘူး။ Stark နဲ့ Parker တို့ဟာ Maw ရဲ့အာကာသယာဉ်နောက်ကိုလိုက်ပါသွားကြပြီး Banner ကတော့ Steve Rogers ကိုဆက်သွယ်ခဲ့ပါတယ်။ Scotland နိုင်ငံ Edinburgh မှာလည်း Thanos ရဲ့တခြားနောက်လိုက်နှစ်ဦးဖြစ်တဲ့ Proxima Midnight နဲ့ Corvus Glaive တို့ဟာ Wanda Maximoff နဲ့ Vision တို့ကိုတိုက်ခိုက်ပြီး Vision ရဲ့နဖူးမှာရှိတဲ့ Mind Stone ကိုလူယူလို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ Rogers, Natasha Romanoff နဲ့ Sam Wilson တို့ရောက်လာပြီးသူ့ကိုကယ်ထုတ်ကာ Avengers Compound စီခေါ်ဆောင်သွားခဲ့ပါတယ်။ Thanos လက်ထဲ Stone မရောက်စေဖို့ Vision ကသူ့ကိုယ်သူအနစ်နာခံပြီး Mind Stone ကိုဖျက်ဆီးပစ်ဖို့ Wanda ကိုတောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ Rogers က Vision ကိုမတည်စေဘဲကြောက်ခဲကိုထုတ်ယူနိုင်ဖို့အတွက်နီးပညာကျွယ်ဝဲတဲ့ Wakanda ပြည်ကိုတွားဖို့အကြံပြုခဲ့ပါတယ်။တစ်ဖက်မှာလည်း Guardians of the Galaxy အဖွဲ့ဟာ Asgard တင်ပေါ်စီတာအကူအညီတောင်းခံမှုကိုတုံ့ပြန်ရန်တောကိုကယ်ဆယ်နိုင်ခဲ့ပါတယ်။တောက Thanos ဟာ Collector လက်ထဲမှာရှိတဲ့ Reality Stone ကိုတွားယူလိမ့်မယ်လို့ခန့်မှန်းခဲ့ပါတယ်။ Rocket နဲ့ Groot တို့ဟာတောနဲ့အတူ Nidavellir ဂျိုကိုတွားရောက်ပြီး Thanos ကိုတတ်လိုက်မဲ့ Stormbreaker ပစိန်ကို E3 နဲ့အတူဖန်တီးခဲ့ပါတယ်။ Reality Stone ရှိရာ Nowhere မှာတော့ Peter Quill, Gamora, Drax နဲ့ Mantis တို့ဟာကြောက်ခဲကိုရနိုင်ပြီးသားဖြစ်တဲ့ Thanos နဲ့ရင်ဆိုင်ခဲ့ရပါတယ်။ Thanos ဟာသူ့ရဲ့မွေးစာသမီး Gamora ကိုပြန်ပြီးဆွဲသွားခဲ့ပြီးညစ်ပန်းနေဆက်နေရတဲ့ Nebula ကိုကယ်တင်မှုအတွက် Gamora ဟာ Soul Stone ရှိရာနေရာကိုဖွင့်ပြောလိုက်ရပါတယ်။ Vonia ဂျိုမှာတော့ Soul Stone ကိုစောင့်ကြသူ Red Skull ကချစ်ခင်ခင်ရတဲ့တူဦးကိုစစ်တေးမှသာကြောက်ခဲကိုရနိုင်မယ်လို့ပြောတာကြောင့် Thanos ဟာမေ့ရကြလျက် Gamora ကိုတပ်ပြီးကြောက်ခဲကိုရယူခဲ့ပါတယ်။အချင်းချက်ထဲကလွတ်မြောက်လာတဲ့ Nebula ကတော့ကြံရှိတဲ့ Guardians အဖွဲ့ဝင်တွေကို Thanos ရဲ့ဂျိုဟောင်း Titan မှာစုံဖို့ပြောခဲ့ပါတယ်။ Stark နဲ့ Parker တို့ဟာ Maw ကိုတတ်ပြီး Strange ကိုကယ်တင်နိုင်ခဲ့က Titan ပေါ်ဆင်းသက်တဲ့အခါ Quill, Drax, Mantis တို့နဲ့ဆုံတွေ့ခဲ့ပါတယ်။ Strange ဟာ Time Stone ကိုသုံးပြီးအနာဂတ်ပေါင်14,000ကျော်ကိုကြည့်ရှုလာရမှာ Thanos ကိုအနိုင်ရမယ့်နီလန်တခုတည်းကိုသာမြင်တွေ့ခဲ့ပါတယ်။ Thanos ရောက်လာတဲ့အခါမှာတော့အဖွဲ့အားလုံးစုပေါင်းတိုက်ခိုက်ပြီးသူ့ရဲ့လက်အိတ် Gauntlet ကိုချွတ်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ Thanos က Gamora ကိုတတ်လိုက်ပြီးလို့သိသွားတဲ့ Quill ကဒေါသကြီးပြီးတိုက်ခိုက်မိတာကြောင့် Thanos ကတတိပြန်ယွင်သွားပြီးအားလုံးကိုအနိုင်ယူသွားပါတယ်။ Stark ဒဏ်ရာပြင်းထန်စွာရနေချိန်မှာ Strange ဟာ Stark ရဲ့အသက်ကိုလဲပြီး Time Stone ကို Thanos လက်ထဲထည့်ပေးလိုက်ပါတယ်။ Wakanda မှာတော့ Avengers အဖွဲ့နဲ့ T'Challa ရဲ့စစ်တပ်ဟာ Thanos ရဲ့စစ်တပ်ကိုခုခံတိုက်ခိုက်နေကြပါတယ်။ Shuri ဟာ Vision စီကကြောက်ခဲကိုထုတ်ဖို့ကြိုးစားနေချိန်မှာ Banner ဟာ Stark ရဲ့ Hulkbuster ဝတ်စုံကိုဝတ်ပြီးတိုက်ပွဲဝင်ခဲ့ပါတယ်။ Thor တို့အဖွဲ့လည်းစစ်ကူရောက်လာပြီး Thanos ရဲ့နောက်လိုက်တွေကိုအပြတ်အသားနှိမ်နင်းခဲ့ပါတယ်။ဒါပေမဲ့ Thanos ကိုယ်တိုင်ရောက်ရှိလာပြီး Wanda က Mind Stone ကိုဖျက်ဆီးဖို့ကြိုးစားခဲ့ပေမဲ့ Thanos ကအချိန်ကိုနောက်ပြန်လှည့်ပြီး Vision စီရဲ့ကြောက်ခဲကိုအတင်းအထုံးမှထုတ်ယူပြီး Vision ကိုတပ်ပတ်ခဲ့ပါတယ်။ Thor ဟာ Thanos ကိုပြင်းထန်စွာတန်ရာပေးနိုင်ခဲ့ပေမဲ့ Thanos ဟာလက်ဖြောက်တစ်ချက်တီးလိုက်ပြီးထွက်ပြေးသွားပါတော့တယ်။အကျိုးဆက်အနေနဲ့စကြဝဠာတွေကတက်ရှိတဝက်ဟာပြားအခက်ဂရီပြတ်သွားခဲ့ပါတယ်။ Bucky Barnes, T'Challa, Groot, Wanda, Wilson, Mantis, Drax, Quill, Strange နဲ့ Parker တို့ပျောက်ကွဲသွားခဲ့ပြီး Stark နဲ့ Nebula တို့သာ Titan ပေါ်မှာကျန်ရှိခဲ့ပါတယ်။ကမ္ဘာပေါ်မှာတော့ Rogers, Thor, Romanoff နဲ့တခြားအနည်းငယ်ထွာကျန်ရှိခဲ့ပြီး Thanos ကတော့တခြားဂျိုတစ်ခုမှနေထွက်တာကိုကြည့်နေပြီးအောင်ပွဲခံနေပါတော့တယ်။ Post credit အခန်းမှာတော့ Maria Hill နဲ့ Nick Fury တို့ပါပြားအဖိပျောက်ကွဲသွားခဲ့ပေမဲ့ Fury ဟာသူ့မပျောက်ကွဲသွားခင်မှာပဲ Captain Marvel စီကိုအရေးပေါ်အချက်ပြဆက်သွယ်နိုင်ခဲ့ပါတယ်